အမလည်းမိမအရန်ဆွဲလာအောင်ဘလို့လုံနေပေးရမယ်တင်ပေးပါအောင်တဲ့မောင်လေးရဲ့မိမဘွားမှာတက်လို့မမိနိုင်တဲ့ယောက်ျား၃မျိုးရှိတယ်နံပါတ်1တမျိုးကကိုအရန်နှိမ့်ဆက်တဲ့ယောက်ျားယောက်ျားနဲ့ဝေးသွားတော့နင့်ကိုစိတ်နာအောင်မမေ့စိတ်နာအောင်နင့်ကိုမှတ်ထားတာဟုတ်တယ်အဲ့လိုတမျိုးနောက်တမျိုးကျအဖေလိုကောင်းတဲ့ယောက်ျားနော်အဖေလိုကောင်းတဲ့ယောက်ျားယောက်ျားကွဲသွားဥမာကွဲသွားတာလို့ဆုံးသွားတာလို့ညမဘယ်နိုင်ရောက်မြည်မြက်ခွက်ကြပြီးမှနင့်ကိုဆွဲလန်းတယ်ပြောပြီးဆိုနင့်ကိုတတိယနဲ့နင့်ကိုမမေ့ဘူးနောက်တစ်ယောက်ကအချစ်ဦးဒါလေးကမိမတွေလုံးဝမမေ့တတ်တဲ့၃မျိုး၃စားလေးမှာပါတယ်ဆော့ဆွေလေးကြီးစားလေးအများကြီးပဲနော်ဆော့ဆိုလေးကြီးစားလေးအများကြီးပဲနော်ဆော့အချစ်ဦးအခုထိမမေ့ဘူးနော်နောက်တစ်ယောက်ဆော့ကိုနှိပ်စက်တဲ့ယောက်ျားအခုထိမမေ့ဘူးဒီထဲမှာဆွဲလန်းလာတယ်နော်ချစ်လို့တော့မဟုတ်ဘူးနေဆိုတည်ရမလားအဲ့ဒီရဲ့စိတ်ကိုတဖွာဖွာစစားမှနှုတ်ဝါဖြစ်အောင်လို့နောက်တစ်မျိုးယောက်ျားနော်အဖေလိုကောင်းတဲ့ယောက်ျားအခုထိမမေ့ဘူးရှင်းလင်းပြောတာဒါကြောင့်အရန်ဆွဲလာအောင်တနာနဲ့ဆွဲဆောင်မယ်ပြောရရင်လေတနာဆိုတဲ့အမျိုးကတိရှင်တယ်မလားတိတယ်မလားနင်တယောက်တည်းတော်နေရမဟုတ်ဘူး तू နောက်တယောက်တွေ့လဲနောက်တယောက်နှစ်ထက်တော်နေ तू ကနောက်တယောက်ဆွဲလန်းသွားတာပဲဒါတဘာဝဒါကြောင့်လေတိလားမိန်းကလေးကိုအရန်ဆွဲလာအောင်ဘယ်လိုလုပ်ရမလဲဆိုတော့နှစ်ဖက်ကအဖေလိုကောင်းရင်ကောင်းရမယ်ဒါပဲစိုးရင်လည်းစိုးပေါ့ကွယ်စိုးရင်လည်းကန်းကုံအောင်စိုးတယ်ရိုက်တတ်ပါညာဆိုတိကိုမိမမနဲ့ဒီနေ့ဆိုမနဲ့ဖြစ်ပြစ်ခဲ့ရင်တိရမှာတက်လုံးမမေ့တော့အဲ့ဒါသိချတယ်နော်အားကြောင့်ပြပြမယ်ဒီလားမဟုတ်လဲနေသူ့ရဲ့အချစ်ဦးဖြစ်အောင်ကြိုးစားရင်ကြိုးစားတာပဲမိန်းကလေးတွေကလေဒီလားကိုယ့်ရဲ့မိသားစုထက်ကွာကို့အဖေထက်ကို့ကောင်းတဲ့လူဆိုတော့ဘယ်တော့မှမမေ့တကယ်ပြောတာအဲ့ဒါတော့အမှန်တိုင်းပြောတာနော်မိန်းမဘွားမှာဆွဲလန်းနေယောက်ျားမျိုးအဲ့၃မျိုးတည်းဟုတ်တယ်နော်ကျန်တဲ့ဟာဆိုရင်တော့မရှိဘူးနော်ကျန်တဲ့အမျိုးစားထဲမှာအရန်ဆွဲလန်းပါလေဆိုတာမရှိဘူးအားကြောင့်ဆွပြပြမယ်တိလားလို့မဟုတ်ပဲနဲ့ယောက်ျားတိုင်းလိုက်ဆွဲလန်းနေဆွဲလန်းလို့တော့ကုန်မှာမဟုတ်ဘူးလေရှင်းလင်းပြောဟုတ်တယ်မလားဘာလို့လဲဆိုတော့ငါယူမှာငါမဟုတ်လဲငါပြင်းလိုက်တာငါဖုန်းပြောစကားပြောဖို့မရှိဘူးနော်တည့်ဂိမ်းမဆော့နေမဆော့ချအရင်တော့ဆိုမိုဘိုင်းလေးချက်ရန်ဆော့တာအခုတော့မစောတော့ကြည့်မျက်လုံးလဲဟိုဖြစ်ကုန်ဆိုမျက်လုံးလဲကန်းနေမှာဆိုတော့အခုမိုဘိုင်းလေးချက်မစော့ဘူးအရင်တော့ဆိုပတ်ကြီးမိုဘိုင်းလေးချက်နော်မိုဘိုင်းလေးချက်ဆော့ရင်လဲရီစာတယောက်ထားတာပြီလားဘာလို့လဲဆိုတော့မောင်တွေအဓိကထားတယ်မိုဘိုင်းလေးချက်ထဲမှာတော့မောင်ထားတယ်ကိုလေးကြဘယ်ချိန်ထားလဲဆိုတော့ရှောက်လေတဲ့အချိန်ထားတယ်ဘာလို့လဲဆိုတော့ကိုလေးထားပြီးမှပဲဘယ်လိုပြောမလဲစိတ်ကောက်စိတ်မြစ်တိုင်းနည်းနည်းချော့လို့အဆင်ပြေအောင်ကိုချော့ဖို့ပေါ့ဟဲ့မောင်ကလည်းတခါတလေကြအရင်ကောက်မှလည်းဘာလို့လဲဆိုတော့တချို့မောင်တွေဆိုမြင်ဘူးလားဆိုရင်သိရမလားကိုထက်နောက်ကောင်းနေတဲ့မောင်လည်းရှိပါတယ်ဒါပေမဲ့ပြောပြတာပါဒါပေမဲ့ဘဝလက်တွဲဖို့ရွေးတဲ့အချိန်ကျတော့အဲ့အချိန်နဲ့မရွေးတော့လေနော်ကိုယ့်ရဲ့ဘဝခုံလုံးခွင့်ရလားကိုယ့်ရဲ့ဘဝအတွက်လုံခြုံမှုပေးနိုင်လားအဲ့ဒါကိုအဓိကခြားမှရွေးရနော်မိန်းကလေးလေးကဒါကြောင့်အရန်ဆွဲလိုက်အောင်ဒီအချက်ပဲရှိပါတယ်အဖေထက်ကောင်းရင်ကောင်းမကောင်းသူ့ထက်ဆိုးရပဲရှိပါတယ်